Grade 12အောင်မြင်ထားတဲ့ကျောင်းသားတွေအတွက်ထိုင်းလန်မှာကျောင်းတက်ဖို့လည်းစဉ်းစားထားတယ်အချိန်တွေအရင်အကြာကြီးလည်းမပေးချင်ဘူးပြီးတော့လို့ရှိရင် international recognize ဖြစ်တဲ့ bachelor degree ကိုလည်းကိုယ့်အနေနဲ့ရယူချင်တယ်ဆိုလို့ရှိရင်တော့ထိုင်းလန်မှာရှိတဲ့ထိပ်တန်းတက္ကသိုလ် Direct Pandit University ရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်မြန်မာနိုင်ငံနေပြီးတော့ကြတော့မှာ Grade 12တက္ကသိုလ်မှာအောင်မြင်ထားပြီးတဲ့ကျောင်းသားတွေအနေနဲ့ business ဘာသာရပ်ကိုစိတ်ဝင်စားတယ်ဒါမှမဟုတ်ရင် tourism နဲ့ hospitality management ဘာသာရပ်ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဘန်ကောက်မှာရှိတဲ့ Direct Pandit University ရဲ့ program ကိုစတင်ပြီးတော့ကြတော့မှတက်ရောက်နိုင်မှာဖြစ်ပါတယ်။အင်္ဂလိပ်စာလိုအပ်ချက်အတွက်ကိုလည်းကျောင်းကနေပြီးတော့ကြတော့မှ pre-sessional English program တွေကိုလည်းဖွင့်လှစ်ထားတာရှိတဲ့အပြင်ကိုယ့်အနေနဲ့ Duolingo ဒါမှမဟုတ်ရင် IELTS ဖြည့်ဆို့ပြီးတော့ကြတော့မှလည်း English requirement ကိုရှောက်ထားနိုင်မှာဖြစ်ပါတယ်။အနည်းဆုံး2026ခုနှစ်အတွက်က August ကျောင်းဖွင့်ချိန်ဖြစ်တာကြောင့်မလို့အခု July လအတွင်းမှာကျောင်းလျှောက်ထားဖို့လိုအပ်ပါတယ်။ Grade 12အောင်မြင်ထားတဲ့ကျောင်းသားတွေအနေနဲ့ Direct Pandit University မှာတက်ရောက်မယ်ဆိုလို့ရှိရင် Bachelor Degree အတွက်အချိန်3နှစ်သာပြီးတော့ကြတော့မှတက်ရောက်ရမှာဖြစ်တယ်။ရရှိတဲ့ Bachelor Degree ကကြတော့ UK ထိပ်တန်းတက္ကသိုလ် University of Sunderland ကနေပေးရတဲ့ Bachelor Degree ကိုရရှိမှာဖြစ်ပါတယ်။အနည်းဆုံး August ကျောင်းဖွင့်ချိန်အတွက် Time Back 6000အထိကျောင်းမကနေပြီးတော့ကြတော့မှကျောင်းလာကသက်တာခွင့်ပေးအပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားတဲ့ကျောင်းသားတွေအနေနဲ့ Study Block Information Center ကိုလာရောက်ပြီးတော့ကြတော့မှDirect Pandit University ရဲ့အနည်းဆုံး August ကျောင်းဖွင့်ချိန်ကိုကျောင်းလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။